သူကတော့သူ့ရောကျွန်တော်လက်ညှိုးထိုးပါမယ်သူကတော့ဒါရတော့အပိုင်းဆက်ခွန်လေးပါညာမင်းလေးပြပါရဲ့ငါ့ရွေးသွားလားမဖြစ်ကောက်ငါမင်းကိုရွေးသွားတယ်မရအဲ့လိုလုံးဝမဖြစ်ကောက်လေလာမင်းငါညောက်ဒီတော့လုံးဝမဖြစ်တော့ပဲကျွန်တော်ရွေးချယ်ပါရဲ့ဒီနားကိုလာခဲ့ပါမင်းတော့မယ်ငါမင်းကိုချစ်တယ်ငါ့ကိုလက်ခံပြီပါဟုတ်ကဲ့ဒီတော့ပွဲတော့နောက်တစ်ပတ်တော့တတ်မှတ်ပါရဲ့နောက်အပတ်8ရက်လောက်9ရက်မို့လို့8ရက်နောက်8ရက်လို့တတ်မှတ်ပါရဲ့အဲ့ဒါတော့3လပိုင်း10ရက်နေပါလက်ခံတာမလားမင်းဟုတ်လက်ခံပါရဲ့အဲ့ဒါဆိုရင်ဒီနေ့ပွဲလေးကပြီးသွားပါပြီကျွန်တော်အားလုံးကလာမင်းကိုရွေးချယ်ပါရဲ့သူကငါ့ကိုရွေးချယ်သွားတာပဲငါထင်တော့မထင်တော့အားလုံးပဲပွဲရတော့ပြီးပါပြီကျွန်တော်ဒီဘက်မှာလာမင်းကိုရွေးချယ်ပြီးသွားပြီဖြစ်တဲ့အတွက်ဘယ်သူမှရွေးချယ်တော့မှမဟုတ်ပါဘူးအဲ့ဒီအတွက်ပွဲလေးကတော့ပြီးသွားပါပြီမင်းကလေးအကောင်လုံးကလည်းစိတ်ညစ်သွားပါတော့ရဲ့အဲ့ထဲမှာတော့စံနေကတော့အစိုးဆုံးပါမရဘူးငါငိုနေတော့မဖြစ်ငါအမကငါရအောင်ကလေးကပြန်ချရမယ်လာမင်းငါနဲ့ကိုမရရအောင်ဒုက္ခပေးရစံနေကတော့ငိုလို့ပြီးထွက်သွားပါတော့ရဲ့ငါထင်သားလို့ဘာလို့ဖြစ်လာရလဲအဲ့ရာမင်းကြောင့်ဖြစ်တာဒီသူကမရှိခဲ့ဒီတော့ဖြစ်မှာမဟုတ်ဘူးငါနဲ့ဒီတော့လုံးဝမကြည့်ဘူးလာမင်းကအာကာတော့ပြောနေပါတော့ရဲ့ဒီခေတ်ကတော့လည်းငိုရပြီးတော့ထွက်သွားပါတော့ရဲ့သူတို့ကိုမီးချယ်လို့ငါ့ကိုဘာလို့မီးချယ်သွားရလဲတကယ်တော့အာကာဘာလို့လာမင်းကိုရွေးချယ်လိုက်လဲဆိုတော့သူ့ကိုကယ်ခဲ့တဲ့ကောင်မလေးလို့ထင်လို့ပါဘာလို့လဲဆိုတော့သူအတန်ကိုကြားရတဲ့အချိန်မှာဒါမင်းတန်တဲ့စိတ်လိုလည်းခံစားနေရပြီးတော့သူမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်ရောသပင်းရောလာမင်းပုံစံနဲ့သူလာမင်းကိုရွေးထည့်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့သူဇွေးသွားဖြစ်နေတာလာမင်းကသပင်းပန်းရဖြစ်နေတာပါပဲဒါပေမဲ့သူ့ထင်ရတော့လာမင်းကဇွေးရောင်ဆိုလိုက်တာလို့ပဲထင်နေပါတယ်တကယ်လည်းသူထင်တာမှန်နေပါတယ်လာမင်းကသူ့ကိုကယ်ခဲ့ရပါသူကအခုမှသပင်းရောင်ပြောင်းလိုက်တာပါဒါပေမဲ့စံနေကအလို့ရအကုန်လုံးဖြစ်အောင်အကွက်ကြက်ကျိုးကျင်းစီရင်ထားတဲ့အတွက်လာမင်းရဲ့အင်ကြီးကိုသူကပုံစံတူလိုက်ဝတ်မှာပါပြီးတော့အာကာထင်ရအောင်လဲစံနေကအကုန်လုံးကိုရှောက်ပြောဖို့တော့သူကကြံစီနေပါတော့တယ်သူကဘယ်လိုကြံစီရလဲဆိုတော့အာကာကသူ့ကိုကယ်ခဲ့တဲ့မင်းကလေးကိုတွေ့သွားရင်အဲ့မင်းကလေးကိုပဲရွေးချယ်မှမသိလို့သူကသမင်သက်သူ့ကိုသူအဲ့မင်းကလေးလို့အယောင်ဆောင်ဖို့ပဲဖြစ်ပါပြီးရင်စံနေကအဲ့နေရသူကအာကာကိုကယ်ရကြောင်းအင်ကြီးကိုလည်းလာမင်းနဲ့တူရဲ့အင်ကြီးကိုဝယ်ဝစ်ပြီးတော့သူကလိမ့်မှာပါပြီးတော့သမင်းအောင်လည်းသူချင်းလိုက်တာလို့လည်းလိမ့်ချင်းပြောမှာပါအဲ့နေရသူသမင်းလိမ့်မအောင်ဆိုသေးရဲ့လို့သမင်းကအထင်လွဲအောင်လည်းသူကလိမ့်ပြောပြီးတော့အင်ကြီးကိုလည်းလာမင်းနဲ့တူအောင်လိုက်ဝယ်ဝစ်မှာပါလာမင်းကလည်းတွေးပေါင်းများတာနဲ့ပဲအိတ်လိုက်ပါတော့အေးဟာလုံးမမအိတ်လိုက်ရအဲ့နေမှာအာကာကော်ဖီဆိုင်မှာမနေ့ကလာစားပါတော့တယ်အဲ့ချိန်မှာသမီးသားအကွက်စင်ထားရဲ့စန်နီနဲ့တွေ့ပါတော့တယ်ဟမ်စန်နီဟုတ်တယ်ကျမစန်နီပါမင်းသမီးကမနေ့ကခရရမဟုတ်လားအော်ကျမအရင်တော့ချိန်ထားရဲ့အောင်ဒီပဲပြန်ပြောင်းလိုက်တာလေဟမ်အရင်တော့ဆိုမင်းဟုတ်တယ်ကျမရှင်းပွဲတော့မလာခင်ပွဲလောက်မယ်ဆိုရင်မလုပ်ဖြစ်တဲ့ရက်ကကျမသမီးလိမ္မာအောင်လေးဆိုထားတာလေပြီးတော့ကျမရှင်းကိုလာခဲ့ရပါအခုဝတ်ထားရဲ့အင်ကြီးလေးနဲ့လေအဲ့ဆိုငါ့ကိုကယ်ခဲ့ရမင်းပေါ့ဟုတ်ပါရဲ့စန်ဒီကကယ်ခဲ့ရပါအဲ့ဒါဆိုရင်မင်းကငါ့ကိုကယ်ခဲ့လူပေါ့နော်ဟုတ်ပါရဲ့ဆိုဟာအဲ့ဆိုလာမင်းကကယ်ခဲ့ကုန်မဟုတ်ဘူးပေါ့ဟာမဟုတ်ပါဘူးစန်ဒီကကယ်ခဲ့ရပါဟာအဲ့ဒါဆိုတော့ငါသွားပြီလာမင်းကိုမှားပြီးရွေးမိသွားတကယ်ကယ်ခဲ့ရစန်ဒီပဲငါလာမင်းကိုခွာလိုက်မယ်ခဏလေးစန်ဒီလာမင်းကတော့ရင်မိုးထုတ်ပြီးလို့အင်ကြီးအောင်လဲပြီးနေပါပြီဟာတင်းကြီးမဆိတ်မှာကော်ဖီဆိုင်မှာအခုတွေ့မယ်ဆိုပါလားညသွားအောင်လေအော်ဒီနာကော်ဖီဆိုင်လေဟမ်အားခဏကကုန်လာလေးပေါ့နေမဆိတ်လေးပေါ့နေဒီကနေ့ဒီပေးကြပါစံကြီးကငါမနေ့ကမနေ့ပေါ့လုံးခဲ့တဲ့နေ့ကပြီးသွားတဲ့နေ့ကအဲ့နေ့ကဝတ်ထားတဲ့အင်ကြီးကိုအဲ့ဒီရောသူရင်အောင်ထိန်းထားပါလားသူဖောက်မှန်တယ်သူကကယ်ခဲ့ဆိုပြီးနေနဲ့ပြောနေတာမသိဘူးလာမဲ့ခုနေ့ညမင်းပြောတော့ငါ့ကိုကယ်ခဲ့ရမင်းမဆိုတကယ်တော့ခုနေ့ညမှာအာကာလာမင်းကိုသူ့ကိုကယ်ရဲလို့ဟုတ်လားလို့မေးတော့လာမင်းကလည်းသူ့ဟုတ်ကြောင်းပြန်ပြောခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့စန်နီကလိန်ပြီးတော့ရှောက်ပြောနေတဲ့အတွက်အာကာစန်နီပဲကယ်ခဲ့ရလို့ပဲထင်သွားပါတော့ဟုတ်တယ်လေအဲ့တော့လာမင်းကယ်ခဲ့ရ
ပါမင်းဘာမှမလုပ်တော့ငါ့ကိုကဲတဲ့ဆန်နီပဲဒီအိမ်ကြီးသမီးရောက်နော်လောက်ထားတဲ့သမီးအောင်ဆန်နီလောက်ထားတဲ့ပုံစံပဲအဲ့ညလာခဲ့ရဲ့လူပုံစံကမင်းဘာလို့ငါ့ကိုလင်ခဲ့ရလဲလို့ကျမလုံးဝမလင်ဘူးတွားတယ်ကျမပုံစံကိုသမီးသားလိုက်လောက်ထားတာတော်စမ်းမင်းသိပဲမရှိရရင်ပြောနဲ့မင်းကလူလိမ်မဲလာမယ်ကျမနေတာမဟုတ်ဘူးဆန်နီကနေတာမင်းမဟုတ်တာရင်ပြောနဲ့ဆန်နီကလည်းစိတ်ချက်ကောင်းစီအောင်ဝင်ဆောင်มาတော့ရယ်တခြားပါရောဆန်နီကပဲဝင်ပြီးတောင်းပါမှာရယ်ဒါမင်းရောက်ကွာအိမ်ပဲပြန်တော့ဆန်နီစိတ်မကောင်းပါဘူးဟဲ့ဒါမင်းရယ်မင်းကငါအထင်လွဲဒီလွဲအောင်လုံးမိခဲ့လို့ဆန်နီမင်းဟာဒီခေါက်ငါမင်းကိုတိခတ်ကြမှာမဟုတ်ပါဘူးဆန်နီကလည်းအာကာပြန်လဲလာတော့တည့်ရအတွက် तू ကမလုပ်ပဲနဲ့ဒါမင်းကသူ့ကိုလုံးတဲ့ပုံစံဟန်ဆောင်ပါတော့တယ်ဒါမင်းကလည်းကြောင်ပါပါတော့တယ်ခုနကလုံးနေရောနှစ်ယောက်လုံးတူတူလုံးနေပြီးတော့အခုကျတော့ तू ကပဲအလက်ခံရတဲ့ပုံစံလုပ်ပါတော့တယ်ခုနကတော့နှစ်ယောက်လုံးတူတူလိုက်နေပြီမဲ့လေအခုကျတော့ तू ကပဲလက်ခံရတဲ့ပုံစံလုပ်ပြီးအောက်မှာထိုင်လိုက်ပါတော့တယ်ဟမ်စမ်းနေမြေတာပါလောက်တာလေအဲ့ဒါကိုလေအခုမှရောက်လာရဲ့အာကာအထင်လွဲသွားပါတော့တယ်ဒါမင်းဘယ်လိုလုပ်လိုက်တာကျမမလုပ်ပါဘူး तू ကလည်းလောက်တာပဲလေတော်စမ်းစမ်းနေဒါမင်းငါမင်းကိုအရန်ထော်လာထွက်ပေးမှလေငါဒီနေ့သွားမယ်ညအောင်မင်းကိုခေါ်လိုက်မယ်ဒီနေ့ငါရေကူးကသွားမယ်နေ့လည်းတနားကြီးသွားမယ်မင်းလာခဲ့စန်ဒီကတော့ပျော်ကြီးပျော်နေပါတော့တယ်ဘာလို့လဲဆို तू လောက်တဲ့အတိုင်းအကုန်လုံးကအကွက်ကြကြလောက်ထားရဲဆိုတော့အကုန်လုံးက तू ဖြစ်စီခြင်းတဲ့အတိုင်းပဲအကုန်လုံးဖြစ်သွားလို့ပါစန်ဒီငါရွေးချယ်ရဲ့ဘယ်မှာမင်းကိုပဲတန်းရွေးချယ်မယ်ဘလို့ရတော့မှလဲရှင်ကလာမင်းကိုရွေးချယ်ပြီးသွားပြီလေရရင်ငါလူပြန်ပြောင်းမယ်မင်းကိုပဲရွေးချယ်မယ်3လပိုင်း10ရက်နေ့မှာမင်းလာခဲ့အဲ့3လပွဲ10ရက်နေ့ကိုငါလက်ထပ်ပွဲမလုပ်ဘဲစေးဆက်ပွဲပြန်ပြောင်းပေးမယ်မင်းအညာကိုလာခဲ့ရမယ်နော်ဟုတ်ကဲ့ကျမလာခဲ့ပါမယ်အဲ့ဒီဆောင်ကလာမင်းကိုလည်းပြန်ပြောလိုက်မယ်အဲ့ဆိုရင်စန်နီလည်းပြန်တော့မယ်နော်အေးငါလည်းပို့ပေးရမှာစန်နီရရင်ကိုအောင်ပြန်လိုက်မယ်အဲ့ဆိုလည်းပြီးရောယူဆိုင်ပြီးပြန်တော့ဟုတ်စန်နီကတော်တော်ကြည့်ရောက်တာပဲဒီတော့ငါလုံးဝသိမခံနိုင်တော့ငါလောက်ထားတာကိုသူလောက်ထားရဲဆိုရင်ဝင်ပြီးတော့လိန်ပြောရဲတော့ဘလို့ပြီးငါဝတ်ခဲ့အင်ကြီးရောအကုန်လုံးသူသိနေရတာလေအလုံးလေးတော့တာပဲကောင်းပါရဲ့လေအလုံးလုံးပဲခဏခိထောင်မယ်ပြီးရင်မနှက်ထားလေးပါလေးစားမယ်နောက်ထပ်နိုင်နေငယ်ခါကြတော့အခါတနားရဲထိုးပြီးဆိုတော့ငါချီကူးကန်သွားရမယ်သူကကြိုရောက်နေပြီလားမသိဘူးအော်သူကရောက်နေပြီလို့ဒါမင်းရောက်နေပြီလားအဲ့ဒါဆိုရင်နှာလေးငါစားတဲ့ထိုးသွားဝင်လိုက်မယ်နော်သူ့ဆွဲအကုန်လုံးလည်းလိုက်သွားပါလေဒါမင်း你呀，知道某家搞哪里？啊，刚才我回去才马路表演，那面你们好在想不表演，你呀，我们好。